ကျမတို့ဒီနေ့ကတော့ဟင်းချက်စားဖြစ်ပါတယ်အပြင်မှာသွားစားရင်လည်းအဆင်မပြေတော့ကိုယ့်အတကိုယ်ပဲချက်စားဖြစ်တယ်ပေါ့နော်အချိန်တော့တော်တော်ပေးရပါတယ်ဒီနေ့ချက်ဖြစ်တဲ့ဟာလေးတွေကတော့မြင့်စိမ်းရယ်ကြက်သားရယ်ချက်ပါတယ်ပထမဦးဆုံးကတော့မြင့်စိမ်းကအပေါ်ကအခွန်တွေကိုအရင်ခွာတယ်ပြီးတော့ရေးတစ်ရက်လောက်စိမ့်တယ်ပြီးဓာတ်လေးနဲ့ပြန်ပေါက်လိုက်တယ်အဲ့တော့မြင့်စိမ်းလေးကအဲ့လိုမျိုးတစ်ရက်လောက်ရေးစိမ့်ပြီးသွားတဲ့အခါမှာတစ်ရက်လောက်ပြန်ပြုတ်လိုက်တယ်ပြုတ်ထားတဲ့ဟာလေးရေကြက်သားလေးရေကိုလုံးချက်လေးချက်လိုက်တယ်ပေါ့နော်။ဘာမှတော့မခဲရင်မအောင်ခင်းရင်လေးတစ်လုံးထည့်လိုက်တယ်။ကြက်သွန်လေးတစ်လုံးရောထည့်တယ်။ငပိလေးနည်းနည်းထည့်တယ်။ပြီးတော့စီလေးထည့်အရေးလေးထည့်ပြီးအုပ်ထားလိုက်တယ်ပေါ့နော်။အခုကတော့တစ်ချက်လောက်ပြန်လှက်ကြည့်လိုက်တယ်။မြည်တော့မမြည်တော့ဘူးပေါ့နော်။အဲ့လည်းအရန်စားကောင်းမယ်လို့ယုံကြည်ပါတယ်။ဒါစီချန်ရီချန်လေးပေါ့နော်။ဒီဟာလေးကတော့နှမ်းပတ်ချင်ကြော်လေးပါ။ဒါပဲဖက်နှမ်းပတ်တို့ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့နှမ်းပတ်ချင်ကြောပါဒါကတော့ပစုံစိတ်လေးတွေပေါ့နော်ပစုံစိတ်လေးတွေကိုရိုးသီးခွဲချမ်းလေးနဲ့ခဏနေလို့ရှင်အကျွတ်ကြော်ပါမယ်အဲ့တော့စိတ်ဝင်စားတဲ့အချိန်လေးရတယ်ဆိုလို့ရှင်တော့လောက်စားကြည့်ကြပါဦးနော်ဒီနေ့ကတော့ထမင်းစားလို့တော်တော်ကောင်းမယ်ထင်ပါတယ်ပြင်တော့ရိုးသီးစားအောင်လေးနဲ့အရန်လိုက်